မကြော်ရတယ်လား ရသေးတယ်ရှင် တပွဲစားမယ်နော်ထိုင်စားမယ် ဟုတ်ကဲ့ A few moments later. မရှင်းမယ်နော်ညီမလေး အကိုရှင်းတော့မလားအားလုံး30ကျတယ်ရှင်အကိုပတ်သက်ပါမလားဟုတ်လားညီမတို့ဆိုင်မှာကိုကျွမ်းကျင်တာတခုပြပြီးရှင်းသွားလို့ရတယ်ရှင် ဟောအဲ့လိုမျိုးလေးရှိရလားအဲ့ဆိုတော့ကိုကျန်းကျန်တစ်ခုတော့ကိုတေချာကျွမ်းတယ်10တန်းတော့တေချာကိုလူထွက်ကမှာဒီမှာကြိုက်တာကိုအနေနဲ့ပတ်သက်ပြီးတော့မရပြချားကြောင်းနဲ့မေးရှိလို့ရ ညီမစားလိုက်တော့မယ်နော် โอเค 9နှစ်လေးဆိုရင်ရော 18ရမယ် 83လေးဆိုရင်ရော 24ရမယ် 95လေးဆိုရင်ရော 45ရမယ် ဟောအကိုကကျွမ်းသားပဲအဲ့ဆိုညီမဇက်လိုက်ပေါင်းတော့မယ်နော်ရတဲ့အဖြစ်ကိုပြောပြီးနော် โอเค 8အပေါင်း9အပေါင်း6အပေါင်း5အပေါင်း3ပေါင်း9အပေါင်း8အပေါင်း9ဘယ်လောက်ရလဲရှင် တတိရတယ်